ဒီဇကားဟာတကယ်ကိုလူသေးလောက်တဲ့အထိခြောက်ခြားစရာကောင်းပြီးအဂရိတ်အဆင့်သက်မှတ်ခံထားရတဲ့မှတ်တမ်းရုပ်ရှင်ပုံစံစကားတကားဖြစ်တယ်လို့ဆိုကြပါတယ်ဇလန်းစစာချင်းမှာအမျိုးသမီးတစ်ယောက်ကမြေဈေးလွန်ကြီးတဲ့တိုကျိုမြို့မှာအခန်းကားဖို့ပြင်ဆင်နေရင်မယုံနိုင်လောက်အောင်တန်းတဲ့ဈေးနဲ့အခန်းကားခွင့်ရခဲ့တယ်လို့ဆိုပါတယ်တိုက်ခန်းကမြို့လေကောင်လူစီကားဆုံးနေရာမှာရှိပေမဲ့တစ်လောက်ကိုအခန်းကားက300လောက်ပဲပေးရမှာပါအစတုန်းကတော့ဒီခန်းမှာကြီးမားတဲ့ချို့ရင်းချက်တစ်ခုခုများရှိနေမလားလို့စာရိုကထင်ခဲ့ပေမဲ့တေးသေးချာချာလိုက်စစ်ဆေးကြည့်တဲ့အခါမှာတော့ဘာပြဿနာမှမတွေ့ခဲ့ရပါဘူးအခန်းကတန်ရှင်းတက်ရက်ပြီးတက်တောင့်တက်တာရှိတဲ့အပြင်ရှုခင်းရန်ကောင်းတဲ့လာတာဆောင်တစ်ခုလည်းပါနေတော့စာရိုဟာဘာမှထပ်မစင်စားတော့ပဲဒီအခန်းကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ပိုက်ဆံချေဖို့ပြင်လိုက်တဲ့အချိန်မှာပဲရေချိုးကန်းထဲကနေထူးဆန်းတဲ့အကူအညီတောင်းတန်တဲ့ကိုကြားလိုက်ရပါတယ်စာရိုလည်းအတန်ကြားရနောက်ကိုလိုက်ရှာကြည့်ခဲ့ပေမဲ့ရေချိုးကန်းထဲမှာဘာထူးခြားမှုမှမရှိနေပါဘူးစောစောကကြားလိုက်ရတဲ့အတန်ကအရန်ကိုပြီးပြင်းလုံးနေတာကြောင့်စာရိုရဲ့စိတ်ထဲမှာစိုးရိမ်ပူပန်မှုတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်ဒီအခန်းကလူသေးဘူးတဲ့မတန်ရှင်းတဲ့အခန်းများလားဆိုပြီးအိမ်ပွဲစားကိုသူထက်ခါမေးမြန်းပါတော့တယ်အိမ်ပွဲစားကခေါင်းကိုတွင်ခါရင်အိမ်လားခဈေးပေါ်ရတာကအိမ်ရှင်ကငွေလိုချင်လုံးလို့ပါဆိုပြီးလေးလေးနက်နက်ပြောပြပါတယ်ပြီးတော့အရင်ငားနေတဲ့သူကလောင်းကစားဆွဲပြီးအိမ်လားခမပေးနိုင်လို့အိမ်ရှင်ကမောင်းထုတ်လိုက်တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်ဒါကိုကြားတော့မှစာရိုလဲစိုးရိမ်နေတဲ့စိတ်ကိုလျှော့ချနိုင်ပါတော့တယ်အဲ့ဒီအချိန်မှာပဲတယောက်ကအိမ်ပွဲစားစီဖုန်းဆက်လာပါတယ်အိမ်ပွဲစားကမပြန်ခင်မှာစာရိုရဲ့လက်ထဲကိုတော့အပ်ပေးခဲ့ပြီးအခန်းကြည့်ပြီးသွားရင်သူ့စီပြန်ဆက်သွယ်ဖို့မှာခဲ့ပါတယ်စာရိုအခန်းထဲမှာလက်ပတ်ကြည့်ရှုနေတုန်းစားပွဲပေါ်မှာအရင်နေသွားတဲ့ယာမမိုရိုဆိုတဲ့သူရဲ့အချက်လက်တွေကိုတွေ့လိုက်ရပါတယ်တကယ်တော့ယာမမိုရိုဟာအိမ်ရှင်မောင်းထုတ်လိုက်တာမဟုတ်ပဲရုတ်တရက်ပျောက်ချင်းမလားပျောက်သွားခဲ့တာပါစာရိုတယောက်ဒီကိစ္စကိုတန်တရားဖြစ်နေတော့မှပဲသူ့မေစီကနေဖုန်းဝင်လာပြီးအိမ်ကိုအမြန်ဆုံးအသေးပြန်လာခဲ့ဖို့အလေးနက်သတိပေးပါတော့တယ်စာရိုဟာအမျိုးသမီးကာကွယ်ရေးတပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်ပေမဲ့မလွန်ဆန်နိုင်တဲ့အကြောင်းတရားမျိုးကြောင့်လေ့ကျင့်မှုတွေကိုဆက်မလုပ်ချင်တော့ပါဘူးအမေဖြစ်သူရဲ့စူပူကျင်းမောင်းတာကိုမခံချင်လို့သာသူကအခုလိုအိမ်ခွဲထွက်နေဖို့စဉ်းစားခဲ့တာပါစာရိုကအသေးခံပြီးပြန်မလာခြင်းဘူးဆိုတာသိလိုက်ရတော့ထိန်းချုပ်လို့စိတ်ပြင်းထန်တဲ့မိခင်ဖြစ်သူကဒေါသတွေပေါက်ကွဲပါတော့တယ်ဖုန်းထဲကနေစာရိုကိုတိုက်ရိုက်ဆဲဆိုလိုက်ပြီးအမေဖြစ်သူရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့စကားလုံးတွေကြောင့်စိတ်တပြောညံ့တဲ့စာရိုကများကျမ်းပြင်ပေါ်ကိုခွေလေးလဲကျသွားခဲ့ပါတယ်အဲ့ဒီနောက်ချက်ချင်းဆိုသလိုပဲနားထဲမှာဆူရှတဲ့အတန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်တော်သေးတာကစာရိုကအိတ်ထဲကဆေးကိုအချိန်မီထုတ်တောက်လိုက်နိုင်လို့နေမကောင်းဖြစ်တာတက်တာသွားခဲ့ပါတယ်ဒါပေမဲ့အသက်တောင်ဝအောင်မရှူရသေးခင်မှာပဲသူ့နားထဲကိုအကူအညီတောင်းတန်တွေထပ်ကြားလိုက်ရပြန်ပါတယ်စာရိုကအတန်ဟာရေချိုးကန်းထဲကနေအမြဲလာနေမှန်တတိထားမိလိုက်ပေမဲ့ထူးဆန်းတာကတကားဖွင့်လိုက်တာနဲ့အတန်ကချက်ချင်းပြောက်သွားတာပါပဲအစတုန်းကတော့စာရိုကတောက်လိုက်တဲ့ဆေးတွေကြောင့်နားထဲမှာအတန်တွေကြားရောက်နေရလို့ထင်ခဲ့ပါသေးတယ်ဒါပေမဲ့စာရိုနောက်တစ်ချိန်ပြန်လဲကြည့်လိုက်တဲ့အခါမှာတော့ရေချိုးကန်ထဲမှာမီးနဲ့နေတဲ့ရေတွေဘယ်ကနေဘလို့ရောက်လာမှမသိပဲပြည့်နေတာကိုတွေ့လိုက်ရပါတယ်တီးကျင်စိတ်ကြောင့်စာရိုတယောက်တတိထားပြီးအနားကိုတဖြည်းဖြည်းကပ်သွားခဲ့ပါတယ်စာရိုပြန်တီးရလာတဲ့အချိန်မှာတော့သူဟာစိမ့်သက်နေတဲ့အခန်းတစ်ခန်းကိုရောက်နေခဲ့ပါပြီမူလကရေချိုးကန်ရှိနေတဲ့နေရာဟာအခုတော့ကွင်းပြင်ကြီးတစ်ခုဖြစ်နေပြီးသူ့ပစ္စည်းတွေကတော့ရှိနေတော့မှာပဲနားလေရခတ်တာကဘေးနားကထောက်တနေရာမှာဓာတ်တစ်ချောင်းရောက်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာပြင်းထန်တဲ့စိုးရိမ်စိတ်တွေကစာရိုတကိုယ်လုံးကိုလွှမ်းကြုံသွားပါတော့တယ်သူ့အင်ဂျီကိုလန်ကြည့်လိုက်တော့လက်မောင်းပေါ်မှာချစ်ရတွေအများကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါအပြင်သူ့လက်ကလည်းထိန်းချုပ်လို့မရပဲကိုဓာတ်နဲ့ထပ်ထိုးဖို့ပြင်နေပါသေးတယ်အန်ရီများတဲ့အချိန်မှာစာရိုကအချိန်မီသတိပြန်ဝင်လာခဲ့ပါတယ်သူကဓာတ်ကိုအိတ်ထဲအမြန်ထည့်ပြီးဒီဒုက္ခရင်းရဲကနေထွက်ပြေးဖို့ပြင်ပေမဲ့အခန်းတကားကဘလို့မှဖွင့်လို့မရပါဘူးမတက်တာတဲ့အဆုံးစာရိုလည်းတခြားခန်းတစ်ခန်းကိုအရင်သွားကြည့်လိုက်ပါတယ်ကျယ်ဝန်းတဲ့အခန်းကြီးထဲမှာထူးထူးခြားခြားကူလားထိုင်တစ်လုံးပဲရှိနေပြီးအဲ့ဒီကူလားထိုင်ကလည်းတယောက်ထိုင်နေတယ်လို့မျိုးရိမ့်ထိုးလှုပ်ရှားနေပါတယ်စာရိုကကူလားထိုင်ကိုသွားထိန်းပေးလိုက်တဲ့အချိန်မှာဓမီတစ်လက်ကိုတွေ့ရှိသွားပါတယ်ပတ်ဝန်းကျင်ကမောင်မီးနေတာမို့ဓမီကအတော်လေးအသုံးဝင်သွားပါတယ်စာရိုဓမီဖွင့်လိုက်တဲ့အချိန်မှာပဲအတွင်းပိုင်းခန်းထဲကနေထူးဆန်းတဲ့အတန်ထွက်ပေါ်လာပါတယ်ဘာတွေဖြစ်နေလဲဆိုတာသိရအောင်စာရိုကတတိမွေးပြီးတဲ့တာဝင်သွားလိုက်ပါတော့တယ်အတွင်းဘက်အကျဆုံးခန်းကစင်ကြံလန်းနဲ့ဆက်နေပေမဲ့ထူးဆန်းတာကဒီနေရာမှာဘယ်သူမှရှိမနေပါဘူးအရန်ကိုမွန်းချက်စရာကောင်းတဲ့အငွေ့သက်တွေကြောင့်စာရိုတယောက်ထိတ်လန့်တုန်လှုပ်နေပြီးမတိစိတ်ကနေအကူကြီးလန်းတောင်းလိုက်မိပါတယ်ဒါပေမဲ့လူသူကင်းမဲ့နေတဲ့စင်ကြံလန်းမှာပဲတင်တန်ပဲပြန်ကြားရပါတယ်စာရိုအတွင်းထဲကိုဆက်ဝင်သွားတဲ့အခါထူးဆန်းတဲ့ဓာတ်ပုံတစ်ပုံကိုမြင်ကွင်းထဲမှာတွေ့လိုက်ရပါတယ်စာရိုကဓာတ်ပုံကိုတေချာကြည့်ဖို့ကောက်ကင်လိုက်တဲ့အချိန်မှာတော့ဓာတ်ပုံကပုံမှန်တိုင်းပြန်ဖြစ်သွားပါတယ်ဓာတ်ပုံကိုနေရာတကျပြန်ထားပြီးတဲ့နောက်ထူးဆန်းတဲ့အတန်ရဲ့လမ်းညွှန်မှုနဲ့အတူစာရိုဟာဘေးခန်းကိုရောက်သွားခဲ့ပါတယ်အဲ့ဒီခန်းထဲက TV မှာအမျိုးသမီးတယောက်တေခါနီးဖြစ်နေတဲ့ဗီဒီယိုကိုပြသနေတာတွေ့လိုက်ရပါတယ်ပိုပြီးကြက်တီးထက်စရာကောင်းတာက TV ကိုပလက်ထိုးမထားပဲပွင့်နေတာပါပဲစာရိုလည်းဒီလိုခြေနေမျိုးတစ်ခါမှမကြုံဘူးတော့ကပ်ပြကြရနဲ့ TV ကိုပိတ်ပစ်လိုက်ပါတယ်စာရိုတယောက်မျောလင်းချက်မဲ့နေတဲ့အချိန်မှာပဲတကားပြင်ဘက်မှာလူရိပ်တစ်ခုဖြတ်သွားတာကိုတွေ့လိုက်ရပါတယ်စာရိုလည်းချက်ချင်းလိုက်သွားပေမဲ့တစ်ဖက်လူကအိမ်သားတဲကိုအမြန်ဝင်ပုန်းသွားခဲ့ပါတယ်စာရိုကတတိမွေးပြီးအိမ်သားခန်းတွေကိုတခန်းချင်းစီဖွင့်ကြည့်ပါတော့တယ်နောက်ဆုံးအိမ်သားခန်းထဲမှာတော့ကြောက်လန့်တကြားနဲ့တုံရီနေတဲ့အမျိုးသားတယောက်ကိုသူတွေ့လိုက်ရပါတယ်ကြည့်ရတာတစ်ဖက်လူကအင်မတန်ကြောက်စရာကောင်းတဲ့အရာတစ်ခုခုနဲ့ကြုံတွေ့ထားရတဲ့ပုံမှာပဲအမျိုးသားကလက်ပြလွင်မတက်ကြောက်လန့်နေတာကိုမြင်တော့စာရိုကရေကမ်းပေးလိုက်ပါတယ်အမျိုးသားကရေကိုကုန်အောင်တောက်ပြီးတဲ့နောက်စာရိုရဲ့ကြောချမ်းသွားစေမဲ့စကားတစ်ခွန်းကိုပြောလိုက်ပါတယ်အမျိုးသားရဲ့စကားကြောင့်စာရိုဟာစားပွဲပေါ်မှာတွေ့ခဲ့တဲ့အိမ်ငါးဟောင်းရဲ့အချက်လက်တွေကိုပြန်သတိရသွားပါတယ်စာရိုစီကနေအပြင်ဘက်အခြေအနေကိုအကြမ်းပြင်းပြင်းပြီးနောက်ယာမမိုရိုကခြေတံလုံးလုံးနဲ့အိမ်သားတွေကထွက်ဖို့ပြင်ပါတယ်သွားစရာမရှိတဲ့စာရိုလည်းသူ့နောက်ကိုလိုက်သွားရတာပေါ့ဒါပေမဲ့အတန်နီးနဲ့လေးထွက်တာနဲ့ယာမမိုရိုကစာရိုကိုအတန်မထွက်ဖို့ချက်ချင်းသတိပေးနေပါတယ်
ရာမမိုရိုဘာလို့ဒီလောက်တတိထားနေလဲဆိုတာစာရိုနားမလည်နိုင်ပါဘူးဘာလို့လဲဆိုတော့သူရောက်နေတာကြပြီဖြစ်ပေမဲ့ဒီလူတယောက်ကိုပဲတွေ့ရသေးလို့ပါရာမမိုရိုရဲ့အပြုအမူတွေကိုစာရိုတန်တရားဖြစ်နေတော့မှပဲစင်ကြံလန်းဆုံးမှာအမျိုးသမီးတယောက်ပေါ်လာပါတယ်ရာမမိုရိုကတော့ကြောက်လုံးလို့အသက်တောင်ရဲမရှူရဲတော့ပါဘူးစာရိုအခြေအနေကိုနားမလည်ခင်မှာပဲအမျိုးသမီးကသူတို့ရှေ့ကိုရုတ်တရက်ရောက်လာပါတယ်ပြီးတာနဲ့ဘာမှမပြောမဆိုပဲရာမမိုရိုစီကိုခုံအုပ်လိုက်ပါတော့တယ်အကြီးကျယ်လန့်သွားတဲ့စာရိုကဒီခွင့်ရေးကိုသုံးပြီးထွက်ပြေးဖို့ကြံပေမဲ့တကားကဘလို့မှဖွင့်မရပါဘူးမတက်တာတဲ့အဆုံးစာရိုလည်းနောက်ပြန်လှည့်လာရပါတယ်စာရိုကဝင်ကူညီဖို့လုပ်ပေမဲ့ရာမမိုရိုကတော့မိမကြီးရဲ့လက်ချက်နဲ့လေပင်းညစ်တက်တာကိုခံလိုက်ရပါပြီအမျိုးသမီးရဲ့နောက်ထပ်ပြစ်မှတ်ကတော့တေချာပေါက်စာရိုပါပဲအခြေအနေမကောင်းတာမြင်တော့စာရိုလည်းစင်ကြံလန်းတစ်ဖက်ကိုအတကုံပြေးပါတော့တယ်အလောတက်ကြီးနဲ့စာရိုဟာဘီရိုတစ်ခုတည်းကိုဝင်ပုံးလိုက်ပါတယ်ပတ်ဝန်းကျင်ငိမ့်သက်သွားမှသူပြန်ထွက်လာရဲတော့တယ်စာရိုထွက်သွားဖို့ပြင်လိုက်တဲ့အချိန်မှာပဲအံ့စရာကောင်းတာကရာမမိုရိုရဲ့အလောင်းဟာစောစောကသူဝင်ပုံးခဲ့တဲ့ဘီရိုထဲမှာရောက်နေတာကိုတွေ့လိုက်ရပါတယ်စာရိုတစ်စက္ကန့်တောင်ဆက်မနေရတော့ပဲအခန်းထဲကနေကြောက်လန့်တကြားထပ်ပြေးထွက်လာခဲ့ပါတယ်ဒါပေမဲ့အပြင်ဘက်ရောက်ရင်ရောတကယ်စိတ်ချရပါမလားဒီလိုကြောက်စရာကောင်းတဲ့မြင်ကွင်းတွေကြောင့်စာရိုကများနှလုံးရောဂါတောင်တစ်ဖောက်ချင်တယ်လို့ဖြစ်နေပါပြီဒါပေမဲ့ပိုပြီးရင်တုံစရာကောင်းတာတွေကနောက်မှလာဦးမှာပါစာရိုကခေါင်းပြန်လှည့်ပြီးအပေါ်ထက်ကိုအမြန်ပြေးတက်သွားပေမဲ့အမျိုးသမီးကြီးကတော့မလျော့သောဆွဲနဲ့လိုက်နေတော့မှာပဲအန်နီရများတဲ့အချိန်မှာရာမမိုရိုကအချိန်မီပေါ်လာပြီးစာရိုကိုကယ်တင်လိုက်ပါတယ်သူရှိကရာမမိုရိုကိုကြည့်ပြီးစာရိုတယောက်မယုံနိုင်အောင်ဖြစ်နေပါတယ်ရာမမိုရိုပြောပြချက်အရဆိုရင်သူကအသက်ခံရပြီးတိုင်းမူလအခန်းထဲကိုပြန်ရောက်သွားပြီးပြန်လဲရှင်းတန်းလာတာပါတယ်ဒါကိုကြားတော့စာရိုရဲ့စိတ်တွေစတင်ပြိုလဲလာခဲ့ပါတယ်စာရိုနဲ့မတူတာကရာမမိုရိုကတော့မျောလင်းချက်ရောင်ကြီးတွေ့သွားသလိုမျိုးမျက်နှာထားတွေကစတက်ကြွလာပါတယ်ပြောပြီးတာနဲ့ရာမမိုရိုကစာရိုကိုရုတ်တရက်ဖက်လိုက်ပါတယ်စာရိုကအတင်းချင်းဆန်ရုံးကန်နေပေမဲ့ရာမမိုရိုကလက်မလျှော့ပဲဒီလိုခြေနေမျိုးမှာတောင်စာရိုကိုအနိုင်ကျင့်ဖို့စူးစမ်းပါသေးတယ်စာရိုကခြေထောက်နဲ့ကန်ထုတ်လိုက်တဲ့အခါရှက်ရမ်းရမ်းပြီးဒေါသထွက်လာတဲ့ရာမမိုရိုကစာရိုရဲ့ဘားကိုရိုက်ချလိုက်ပါတယ်စာရိုလဲကျသွားတဲ့အချိန်မှာမတော်တဆဘီရိုထဲကနေအလောင်းတစ်လောင်းပြုတ်ကျလာပါတယ်အလောင်းရဲ့လက်ထဲကမှတ်ပုံတင်မှာရာမမိုရိုနဲ့ပတ်သက်တဲ့အချက်လက်အလုံးအတိအကျရေးထားပါတယ်ဒီလိုကြည့်မယ်ဆိုရင်ဒီအလောင်းကမှတကယ်ရာမမိုရိုစစ်ဖြစ်ပုံရပါတယ်ဟန်ဆောင်ထားတာပေါ်သွားပြီဆိုတာသိလိုက်ရတော့အဲ့ဒီလူကဆက်ပြီးဟန်မဆောင်တော့ပါဘူးရာမမိုရိုစစ်ကိုဟိုမိမကြီးတက်လိုက်တာဖြစ်ကြောင်းသူကပွင့်ပွင့်လင်းလင်းပဲဝန်ခံလိုက်ပါတယ်ဒါပေမဲ့ညံကောင်းတဲ့စာရိုကသူ့ရဲ့လက်ညာမှုတွေကိုတစ်ချက်တည်းနဲ့ရိပ်မိလိုက်ပါတယ်ရာမမိုရိုကိုသူတက်လိုက်ရတာကသူကယောက်ျားတွေကိုမုန်းလို့ဖြစ်ပြီးနေရဲပြည်မှာအမျိုးတူချင်းအတူမနေခြင်းလို့ပါဆိုပြီးအဲ့ဒီလူကမရှက်မကြောက်ပြောလာပါတယ်ဒီလူကနောက်ပိုင်းဒီနေရာမှာစာရိုနဲ့အတူထားဝရပေါင်းတင်းနေထိုင်သွားရမယ်လို့ရိုးရိုးအတွေးနေပေမဲ့စာရိုကတော့အရာအလုံးကိုသဘောပေါက်သွားပါပြီအစတုန်းကဓာတ်ပုံထဲကမိမနဲ့ TV ထဲကမိမကတယောက်တည်းဖြစ်ပြီးသူကရာမမိုရိုမတိုင်ခင်အရင်ကားနေသွားတဲ့သူပါသူရှိကဒီလူကတော့တကယ်လူသက်ကောင်စိတ်ဖောက်ပြန်နေသူတယောက်ဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကသူဟာအမျိုးသမီးကိုအနိုင်ကျင့်စော်ကားပြီးရဲဆက်ဆက်တက်ဖြတ်ခဲ့ပါတယ်နောက်ဆုံးမှာတော့နာကြီးချက်ပြင်းထန်တဲ့အမျိုးသမီးကတရေဘဝကိုကူးပြောင်းသွားခဲ့ပါတယ်သူကဒီလူသက်ကောင်ကိုညှဉ်းပန်းနှိပ်စက်ဖို့အတွက်မကောင်းဆိုးဝါးနယ်မြေတစ်ခုတက်တက်ဖန်တီးပြီးဒီလူကိုထားဝရပိတ်လောင်ထားလိုက်တာပါနောက်ပိုင်းအိမ်ငါးတွေဒီထဲကိုရောက်လာရတာကတော့တရေမကဒီလူသက်ကောင်ကိုတက်ခိုင်းခြင်းလိုပဲဖြစ်ပါတယ်နောက်ွယ်ကအကြောင်းရင်းတွေကိုနားလည်သွားပြီးနောက်စာရိုဟာလူသက်ကောင်နဲ့အတေအကျေလုံးထွေးတက်ပုတ်ပါတော့တယ်ရုံရင်းဆန်ခတ်ဖြစ်နေတော့မှပဲစာရိုကအခွင့်ကောင်းကိုကြည့်ပြီးဒေတာကေဘယ်ကျိုးနဲ့လူသက်ကောင်ရဲ့လေပင်ကိုတင်းတင်းကြပ်ကြပ်ညှစ်လိုက်ပါတယ်လူသက်ကောင်တေဆုံးသွားတာနဲ့တပြိုင်နက်တရေမကမူလပုံစံအတိုင်းပြန်ဖြစ်သွားပါတယ်သူကစာရိုကိုထွက်သွားရမယ့်လမ်းကိုတောင်ကြီးကြီးဖြူဖြူလမ်းညွှန်ပေးလိုက်ပါသေးတယ်ဒါပေမဲ့ကိစ္စတွေကတကယ်ပဲအပေါ်ယံမြင်ရတဲ့လောက်ရိုးရှင်းပါမလားစာရိုကမကောင်းဆိုးဝါးနယ်မြေတွေကနေထွက်လာပြီးတဲ့နောက်မှန်ကိုကြည့်ပြီးထူးဆန်းတဲ့အပြုံးနဲ့ပြုံးလိုက်ကသူ့ရဲ့စရိုက်ကလည်းလုံးဝပြောင်းလဲသွားပါတယ်တိတာတာကတော့ပြန်ထွက်လာတဲ့သူဟာစာရိုမဟုတ်တော့ပါဘူးတရေမကစာရိုရဲ့ခန္ဓာကိုယ်ကိုအသုံးပြုပြီးဒုတိယအကြိမ်ပြန်လဲရှင်တန်ခွင့်ရယူလိုက်တာပါသနာစရာကောင်းတဲ့စာရိုကတော့အဲ့ဒီအမောင်ကဘာထဲမှာထားဝရပိတ်မိကြံရစ်ခဲ့ပါတော့တယ်